အားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့ကအင်္ဂါနေ့ညမှာကျွန်တော်ခံမှန်းပေးခဲ့တဲ့ပွဲစဉ်တွေထဲမှာဆိုလို့ရှိရင်တော့ကာလာတာစရေးနဲ့ဗီလာရီရဲတို့လွဲချော်ခဲ့ပြီးတော့ channel ပွဲစဉ်တွေအားလုံးဒီပါမှန်ကန်ခဲ့တာပဲဖြစ်ပါတယ်အခုဗီဒီယိုဖိုင်မှာဆိုလို့ရှိရင်လည်းဒီနေ့ဗုဒ္ဓဦးနေ့ညမှာကစားကြမယ်ချန်ပီယံလိအုပ်စုပွဲစဉ်6ပွဲကိုပွဲကြို30ချက်လေးပြုလုပ်ပေးမှာပဲဖြစ်ပါတယ်ဒီနေ့ဗုဒ္ဓဦးနေ့ည12:15မှာဆိုလို့ရှိရင်တော့ဒိမတ်ထိပ်သီးကလပ်အသင်းဖြစ်တဲ့ကိုပေဟေဂင်အသင်းဟာကိုင်တဲ့အသင်းကိုအိမ်ဝင်းမှာရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်အေရှင်ကိုပေဟေဂင်အသင်းဟာဘော်ဒီပေါက်ကြီးတစ်ပြက်ဆိုပြီးကြေးဖွင့်လက်ထားတာပဲဖြစ်ပါတယ်ဒီနှစ်သင်းလုံးဟာဆိုလို့ရှိရင်ချန်ပီယံလိမှာရလက်တွေစိုးနေကြတာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာအေရှင်ကိုပင်ဟေဂင်အသင်းဟာဒိမတ်လိမှာခြေဆွာတာမှန်ပေမဲ့လည်းဂိုးပြတ်ဖို့ခဲရင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ဒီပွဲစဉ်မှာအဝေးဝင်းကလာကစားရတဲ့ကိုင်းရတဲ့အသင်းဘော်ဒီနဲ့ဂိုးအောက်ကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့ည12:15မှာဆိုလို့ရှိရင်တော့မိုနာကိုအသင်းဟာပါဖိုအသင်းရဲ့အိမ်ဝင်းကိုတွားအောင်ရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်အဝေးဝင်းကလာကစားရတဲ့မိုနာကိုအသင်းဟာဘော်ဒီပေါက်ကြီးတစ်လုံးရွှင်10ပြားစားဆိုပြီးကြေးဖွင့်လက်ထားတာပဲဖြစ်ပါတယ်ခံစစ်ကစားပုံကောင်းမွန်လာတဲ့ပါဖိုအသင်းတို့အိမ်ဝင်းမှာမိုနာကိုအသင်းကိုဂိုးပြတ်မရှုံးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာပါဖိုအသင်းဘော်ဒီနဲ့ဂိုးအောက်ကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့ည2 နာရီခွဲမှာဆိုလို့ရှိရင်တော့ Sporting Lisbon အသင်းဟာအိမ်ဝင်းမှာ Club Brugge အသင်းကိုရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာ Ancient Sporting အသင်းဟာ Club Brugge အသင်းကိုဘော်ဒီပေါက်ကြီးတစ်လုံးရွှင်30စားဆိုကြေးဖွင့်ထားပြီးတော့ဂိုးပေါင်းစီက3လုံးတည်ဆိုပြီးကြေးဖွင့်ထားတာပဲဖြစ်ပါတယ်ကစားပုံကောင်းမွန်တဲ့ Club Brugge အသင်းတို့ Sporting အသင်းရဲ့အိမ်ဝင်းမှာလည်းတေကျသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာကျွန်တော်ကတော့ Blue Jet အသင်း body နဲ့ဂိုးအောက်ကိုပဲရွေးချယ်ပေးပါတယ်ဗိုလ်ရုံးနေ့ည2 နာရီခွဲမှာဆိုလို့ရှိရင်တော့ဂျာမန်ကလပ်အသင်းဖြစ်တဲ့ Frankfurt အသင်းဟာအိမ်ဝင်းမှာအတ္တလန်တာအသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင် body ပေါက်ကျင်းနေထားရအဝေးကွန်းကလာကစားရတဲ့အတ္တလန်တာအသင်းဟာ Frankfurt အသင်းကို level 10ပြားရှုံးဆိုပြန်လေကြေးဖွင့်လက်ထားတာပဲဖြစ်ပါတယ်ချန်ပီယံလိပွဲဦးရက်မှာဂလာတာစတေးအသင်းကို 5-1 နဲ့အနိုင်ရပြီးတဲ့နောက်ပိုင်းမှာရလက်တွေစိုးနေတဲ့ Frankfurt အသင်းဟာအတ္တလန်တာအသင်းကိုလည်းခက်ခက်ခဲခဲကစားလာရအောင်မှာပဲဖြစ်ပါတယ်။အင်ရှင်အားသာချက်ရှိနေပေမဲ့လည်းခန်းစစ်ပေါက်နေတဲ့ Frankfurt အသင်းတို့အတ္တလန်တာအသင်းကိုအနိုင်မရနိုင်ဘူးလို့ခန့်မှန်းပေးခြင်းပြီးကျွန်တော်ကတော့ဒီပွဲစဉ်မှာအဝေးကွင်းကလာကစားရတဲ့အတ္တလန်တာအသင်း body နဲ့ဂိုးအောက်ကိုပဲရွေးချယ်ပေးပါတယ်။ဒီနေ့ည2 နာရီခွဲမှာဆိုလို့ရှိရင်တော့အေဒီကိုအသင်းဟာအိမ်ဝင်းမှာအင်တာမီလန်အသင်းကိုရင်ဆိုင်ရမှာဖြစ်ပြီးတော့ body ပေါက်ကြီး level 40ရှုံးဆိုကြေးဖွင့်ထားတာပဲဖြစ်ပါတယ်။ဂိုးပေါင်းစိကတော့3လုံးရှုရင်80စားရမယ်ဆိုပြီးကြေးဖွင့်ထားတာပဲဖြစ်ပါတယ်။ဒီနှစ်သင်းသလုံးဟာဆိုလို့ရှိရင်ခက်စစ်ပိုင်းကစားပုံကိုအာတန်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့3ဂိုးထွက်ပေါ်ဖို့လို့ခင်းမယ်လို့ခံမှန်းပေးခြင်းပြီးကျွန်တော်ကတော့ဒီပွဲစဉ်မှာအင်တာမီလန်အသင်း body နဲ့ဂိုးအောက်ကိုပဲရွေးချယ်ပေးပါတယ်။ဒီနေ့ည2 နာရီခွဲမှာဆိုလို့ရှိရင်တော့ Premier League ကလပ်အသင်းဖြစ်တဲ့လီဗာပူးအသင်းဟာအိမ်ဝင်း Anfield မှာ PSV အသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။လီဗာပူးအသင်းဟာ Premier League မှာရလက်တွေစိုးနေပြီးတော့ Champions League မှာတော့6မှတ်ရရှိထားတာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာ Ancient လီဗာပူးအသင်းဟာ PSV အသင်းကို body ပေါက်ကြီးနှလုံးရှုရင်60စားဆိုကြေးဖွင့်ထားပြီးတော့ဂိုးပေါင်းဈေးက4လုံးရှုရင်60စားရမယ်ဆိုပြီးကြေးဖွင့်ထားတာပဲဖြစ်ပါတယ်။အန်ဖီကွင်းဖြစ်ပေမဲ့လည်းခန်းစစ်ပေါက်နေတဲ့လီဗာပူးအသင်းတို့တိုက်စစ်ထမ်းမြတ်တဲ့ PSV အသင်းကိုဂိုးပေးရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာကျွန်တော်ကတော့အဝေးကွင်းကလာကစားရတဲ့ PSV အသင်း body နဲ့ဂိုးပေါ်ကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့ညမှာနောက်ထပ်ကစားမယ့်ပွဲစဉ်တစ်ပွဲဟာဆိုလို့ရှိရင်တော့ Real Madrid အသင်းဟာ Greek ကလပ်အသင်းဖြစ်တဲ့ Olympia ကိုအသင်းရဲ့အိမ်ဝင်ကိုတွားရင်ဆိုင်ကစားရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဝေးကွင်းကလာကစားရတဲ့ Real Madrid အသင်းဟာ body ပေါက်ကြီးတစ်လုံးရှုရင်30ရှုံးဆိုပြီးကြေးပွင့်လက်ထားတာပဲဖြစ်ပါတယ်ဂရီကလပ်အိုလံပီယာကိုအသင်းဟာဆိုလို့ရှိရင်အရင်လိုမာကုံမရှိတော့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရီရဲအသင်းကိုဂိုးပြတ်မရှုံးအောင်ပဲကစားရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာကျွန်တော်ကတော့ရီရဲအသင်း body ကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့ည2 နာရီခွဲမှာဆိုလို့ရှိရင်တော့စင်မြန်ကြီးအသင်းခေါ်အာဆင်နယ်အသင်းဟာအိမ်ကွင်းအမရိတ်ကွင်းကြီးမှာဂျာမန်ဘလူးကြီးဘိုင်ယန်မြူးနယ်အသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်အာဆင်နယ်အသင်းဟာဘိုင်ယန်နဲ့တွေ့တိုင်းရလက်တွေစိုးလိပ်ရှိတာဖြစ်ပေမဲ့လည်းအခုတစ်ခါပရီးမီးယားလိမှာတော့ပုံစံကောင်းရရှိနေတာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာအင်ရှင်အာဆင်နယ်အသင်းဟာဘိုင်ယန်မြူးနယ်အသင်းကိုဘော်ဒီပေါက်ကြီး level 40ရှုံးဆိုကြေးပြန်ဖွင့်လက်ထားပြီးတော့ဂိုးပေါင်းဈေးက3လုံးရှုရင်80စားဆိုကြေးဖွင့်ထားတာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်အာဆင်နယ်အသင်းရဲ့အဓိကစင်တာဘက်ကစားသမားဂါရီယေဟာဒန်ယာပြဿနာကြောင့်လွဲချော်မှာဖြစ်ပြီးတော့ဘိုင်ယန်မြူးနယ်အသင်းရဲ့အဓိကတောင်ပန်တိုက်စစ်ကစားသမားလူးဝစ်တီရဲ့ဟာလည်း PSG အသင်းနဲ့ပွဲစဉ်ကအနီးကပ်ကြောင့်မလို့ဒီပွဲစဉ်ကိုလွဲချော်မှာပဲဖြစ်ပါတယ်ဘိုင်ယန်မြူးနယ်အသင်းတက်ဆောင်လို့ရှိရင်အာဆင်နယ်အသင်းဟာဒဏ်ရာပြဿနာတွေပိုများနေပြီးတော့21ပွဲဆက်တိုက်ရှုံးမှမရှိတဲ့ဘိုင်ယန်မြူးနယ်အသင်းတို့အာဆင်နယ်အသင်းရဲ့အိမ်ဝင်းမှာလည်းရလက်ကောင်းယူမယ်လို့ခန့်မှန်းပေးခြင်းပြီးဘိုင်ယန်မြူးနယ်အသင်း body ကိုပဲရွေးချယ်ပေးပါတယ်
ဒီနေ့ည2နာရီခွဲမှာဆိုလို့ရှိရင်တော့ရလက်တွေစိုးနေတဲ့စပါးသင်းဟာ PSG သင်းရဲ့အိမ်ဝင်းကိုချန်ပီယံလိပွဲစဉ်ဖြစ်သွားအောင်ရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်။စပါးသင်းဟာဆိုလို့ရှိရင်ပရီးမီးယားလိမှာအသင်းကြီးတွေနဲ့ထိပ်တိုက်တွေ့ဆုံမှုတွေမှာဆိုလို့ရှိရင်ရလက်တွေစိုးနေပြီးတော့ပြီးခဲ့တဲ့ဘက်ကလန်ဒန်ဒါဘီပွဲစဉ်မှာဆိုလို့ရှိရင်လည်းအာဆင်နယ်အသင်းကို 4-1 နဲ့ဂိုးပြတ်ရေးသိမ်းခဲ့တာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာအင်ရှင် PSG သင်းဟာစပါးသင်းကိုဘော်ဒီပေါက်ကြီးတစ်လုံးရွှေ့ရင်90ရှုံးဆိုပြီးကြေးဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။ဖန်စစ်ပိုင်းအားနည်းချက်ရှိနေတဲ့စပါးသင်းဟာ PSG သင်းရဲ့အိမ်ဝင်းမှာလည်းရုန်းကန်လာရအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာလည်းကျွန်တော်ကတော့ PSG အသင်းဘော်ဒီကိုပဲရွေးချယ်ပေးပါတယ်။ဒါလေးကတော့ဒီနေ့နိုဝင်ဘာ26ရက်နေ့ဗိုလ်တုံးလေးညမှာကစားကြမယ်ချန်ပီယံလိအုပ်စုပွဲစဉ်9အဖြစ်ပွဲစဉ်9ပွဲကိုပွဲကြို3ချက်တိုးလေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်ရွေးချယ်3သက်ပေးထားတဲ့ပွဲစဉ်လေးတွေကိုမိတ်ဆွေတို့နဲ့အကြိုက်တူတယ်ဆိုလို့ရှိရင်စော့လို့ရပြီးတော့အကြိုက်မတူဘူးဆိုလို့ရှိရင်ဘက်ကန်လို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရတဲ့ရင် like and subscribe လေးဥစွာပထမလုပ်ပေးသွားကြဖို့လို့လည်းချစ်ညီကိုများအားလုံးကိုတောင်းဆိုပါရစေ။ဆုံးထိကြည့်ပေးတဲ့ညီကိုအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။အားလုံးပေါင်းပြကြပါစေဗျာ။